ရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ်ဆေးကဒီဆေးပါပဲခင်ဗျာ Streptopen နိုးရောင်ရမ်းခြင်းအဆုတ်ရောင်ခြင်းသားအိမ်ရောင်ခြင်းအဆိပ်ရောင်ခြင်းသွေးစိတ်တက်ခြင်းကုသရန်ပါဝင်ပစ္စည်းများ Penicillin G procaine 2 ရာဂရမ် Dihydrostreptomycin sulfate 2 ရာဂရမ်ပျော်ရည်လုံလောက်သည့်အထိ1 မီလီလီတာအသုံးပြုရန်အညွှန်းအစာလမ်းကြောင်းဆိုင်ရာယောဂများစီးမျိုးပွားအင်္ဂါယောဂများဝမ်းသက်ယောဂပလတ်စတာသို့မဟုတ်နှဖျားယောဂသွေးစိတ်တက်ခြင်း CRD အိုင်းစတိုင်းပါ Erysipelas တို့ကိုကုသရန်ထူးခြားချက်များ Penicillin သည်ဘက်တီးရီးယားများ၏ဆဲနံရံပေါ်တွင်သက်ရောက်မှုရှိပြီးရင်းတို့၏ပရိုတင်းဓာတ်ဖွဲ့စည်းမှုကိုဟန့်တားကာ Gram positive ဘက်တီးရီးယားအများအပြားနှင့် Gram negative ဘက်တီးရီးယားအချို့ကိုသေစေနိုင်သည် Procaine ပုံစံဖြင့်သွေးထဲသို့နှေးကွေးစွာဆုပ်ယူခြင်းကြောင့်ဆေး၏သက်ရောက်မှုကိုကြာရှည်စေသည် Dihydrostreptomycin သည် streptomycin ဆင်းသက်လာသည့်ပစ္စည်းဖြစ်ပြီးဘက်တီးရီးယားသက်နိုင်စွမ်းရှိကာအဏုဇီဝရုပ်များ Gram negative နှင့် Gram negative ဘက်တီးရီးယားအချို့ကိုဆန့်ကျင်သည့်ထိရောက်မှုရှိသည် Penicillin နှင့် Dihydrostreptomycin တို့ကို Streptopen ထုတ်ကုန်တွင်ပေါင်းစပ်ထားသည့်အခါကျေပြန့်သောဘက်တီးရီးယားသက်နိုင်မှုပရိပြဿနာသက်ရောက်မှုရှိပြီးအောက်ပါယောဂအချို့ကိုကုသရာတွင်ထိရောက်မှုရှိသည်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂများတည်ယူခြင်းကြောင့်ဖြစ်သောအဖျားလေးပြွန်အဆုတ်ရောင်ခြင်းအဆုတ်ရောင်ခြင်းအဆုတ်ပြွန်ရောင်ခြင်းရင်ဘတ်ဒဏ်ရာရောင်ခြင်း CRD CCRD သွေးစိတ်တက်ခြင်းအစာချေလမ်းကြောင်းဆိုင်ရာယောဂများဝမ်းလျှောခြင်းသွေးစိတ်တက်စေသောဥရောင်ခြင်းခေါ်ဝမ်းသက်ယောဂပလတ်စတာသို့မဟုတ်နှဖျားယောဂစီးမျိုးပွားအင်္ဂါယောဂများနို့တယ်ပြွန်ရောင်ခြင်းနို့အုံရောင်ခြင်းမိန်းမကိုရောင်ခြင်းသားအိမ်တွင်မြေရောင်ခြင်းပြည်တီနာသောသားအိမ်ရောင်ခြင်း Corynebacterium rhineo ကြောင့်ဖြစ်သောကြောက်ကက်ရောင်ခြင်းကူးစက်ယောဂကြောင့်ဖြစ်သောအရေပြားရောင်ခြင်းပါးစပ်ခြေထောက်ခြေသေးများတွင်အနာပေါက်ခြင်း Einstein bar Erysipelas မျက်နှာရောင်ရမ်းခြင်း Clostridium ကြောင့်ဖြစ်သောကူးစက်ယောဂများအဆိပ်ရောင်ခြင်းဝမ်းဗိုက်အတွင်းမြေရောင်ခြင်းအတွက်ကုသနိုင်ပါသည်သတိပြုရန်ဆေးမတိုးနိုင်သောအခြေအနေများဆေး၏ပါဝင်ပစ္စည်းများနှင့်ဓာတ်မတည့်မှုရှိသောတိရစ္ဆာန်များကြောက်ကပ်အလုံးမလုံးနိုင်သောတိရစ္ဆာန်များတွင်အသုံးမပြုရအသုံးပြုရန်နည်းလမ်းနှင့်ပမာဏစက်သားအတွင်းသို့နက်ရှိုင်းစွာထိုးပါ3ရက်မှ5ရက်ဆက်တိုက်အသုံးပြုပါနွားကျွဲဆေး1မီလီလီတာလျှင်ကို4ချိန်20ကီလိုဂရမ်အထိတစ်ရက်လျှင်တစ်ကြိမ်စိတ်သိုးနွားကလေးဝက်ခွေးကြောင့်ဆေး1မီလီလီတာလျှင်ကို4ချိန်10ကီလိုဂရမ်အထိတစ်ရက်လျှင်တစ်ကြိမ်ကြက်ပဲဆေး1မီလီလီတာလျှင်ကို4ချိန်5ကီလိုဂရမ်မှ9ကီလိုဂရမ်အထိတစ်ရက်လျှင်တစ်ကြိမ်ဆေးနှင့်ဓာတ်ပြုနိုင်မှုများတူညီသောအုပ်စုဝင်ပရိဇီဝဆေးများနှင့်တွဲဖက်မသုံးစွဲသင့်ပါဆေး၏လှုပ်ဆောင်နိုင်စွမ်းကိုလျော့ကျစေနိုင်သည်တွဲဖက်အသုံးပြုပါကဆေးကို2နာရီချပါသတိပြုရန်အသုံးမပြုမီဆေးကိုကောင်းစွာလှုပ်ပါနွားကျွဲတစ်နေရာထဲ20မီလီလီတာထက်မပိုပါနှင့်ဝက်တစ်နေရာထဲ10မီလီလီတာထက်မပိုပါနှင့်နွားကလေးနိုးစို့ကျွဲကလေးစိတ်သိုးထိုးသည့်နေရာတစ်နေရာထဲဆေး5မီလီလီတာထက်မပိုပါနှင့်ဆေးရက်နာရက်နောက်ဆုံးထိုးပြီးနောက်အသားအတွက်မွေးမြူသောစိတ်21ရက်နို့အတွက်မွေးမြူသောစိတ်3ရက်ကြိုတင်ရက်ပါတိမ်စင်းနေ6တွေ့အေးမြပြီးလေဝင်လေထွက်ကောင်းသောနေရာတွင်ထားပါအပူချိန်30ဒီဂရီစင်တီဂရိတ်ထက်မပိုသောနေရာတွင်သိမ်းဆည်းပါတရိတ်ဆန်ဆေးကုသရေးတွင်သာအသုံးပြုရန်မွေးမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာတနိုင်တစ်ပိုင်ဝက်မွေးမြူရေးညီကိုများကြိုက်နှစ်သက်ပါကLike follow subscribe လေးလုပ်သွားပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ